welcome back to my channel အခုကတော့ TV စီရပူမီပကံရွှေနန်းတော်ရောက်နေပြီပေါ့နော်ဝန်ခါတော့တယောက်ကို3000ပေးရပါတယ်နေ့လေ12နာရီဆိုတော့နေရတော့တော်တော်လေးကိုပူပါတယ်ပကံရွှေနန်းတော်ဆိုတဲ့အတိုင်းပေါ့နော်အရာကတော့လုံးဝကိုလင်းထွက်နေရပဲပေါ့နော်Hello အခုတော့နန်းတော်ပေါ့နော်ပကံနန်းတော်နော်ပကံနန်းတော်အထဲဝင်လာပြီးတော့စပေါ်လာရိုက်ပြီးတော့လေးလာပေါ့နော်လေးလာဒီစိုက်ထားတဲ့အခင်းတွေလည်းတော်တော်လေးကိုလာနေပူတာတစ်မျိုးလေးပေါ့နော် so ရှုခင်းနေတယ်ဒီစွန်းအုပ်ကြီးကအရင်ကြီးပါတယ်သူရဲ့အမြင့်ပေက20ပေရှိအောင်ပေါ့နော် At the entrance we can will တနခါဖီပေါ့နော်စေတနာရှိတဲ့လောက်ပဲပြီးလို့ရပါတယ်တနခါလေးကအေးအေးလေးနဲ့အခုလိုပူတဲ့ရတီဥတုမှာဆိုအရန်ဟိုမှာလိန်လို့အဆင်ပြေပါတယ်ဟုတ်လားအနန္တဖျားထဲဝင်လာလိုက်ရတဲ့ဒီလိုလက်ဆောင်ပစ္စည်းဆိုင်တွေအများကြီးပေါ့နော်ဒီမှာရောင်းတဲ့လက်ဆောင်ပစ္စည်းတွေကအရင်တန်တော့ကျမလည်းလက်ဆောင်ပစ္စည်းအများကြီးဝယ်ပြန်ခဲ့ရပေါ့နော်This is the first time ပေါ့နော်တခါမှဖျားကိုရွှေမကပ်ဘူးပေါ့နော်အဲ့နဲ့ကျမကစက်ကူရဲ့အကုန်ဖြဲလိုက်တော့ရွှေစက်ကူတတိလေးပါကြတော့ပေါ့မလည်းလက်နဲ့ပဲကပ်လိုက်ရပေါ့နော်ရလာတော့မကြည့်ပါဘူးလို့Oh my god ကျမပြောစရာစကားရအောင်ပျောက်ဆုံးပါတယ်အရန်ဟိုမှာတက်ပေပြီးလာတဲ့နေရာလေးပေါ့နော်အဲကြောင့်မြန်မာမန်ပကံကိုရောက်ဖူးရမယ်ဆိုတဲ့စကားပုံအခုတော့ယုံသွားပြီပေါ့နော်ကငကောင်းမြောင်မင်းစီလိုမင်းလိုဟူရဲ့သုံး ဖ
ះရှိခိုးပြီးတော့ဒီဖះကူအထဲဝင်ကြည့်ရပါတော့တော်တော်လေးကိုတက်ပယ်ပါတယ်လက်ရအရင်မြောက်ပါတယ်ခွာတော့ချီလိုမင်းလို့ဖျားမှာပေါ့နော်တော်တော်လေးကိုလာပါတယ်ကျမတကယ်ပါပြောရမယ်မန်းတော့မကြည့်တော့ပါဘူးလက်ရတဲ့တော်တော်လေးကိုအံ့ဩချီကျူးဖွယ်ကောင်းပါတယ်လို့အညာဒေတာရောက်သွားရင်တော့ငပိရည်နဲ့တူးစရာတော့မပါမဖြစ်အထက်ကမီနူတစ်ခုပေါ့နော်ကျမတို့နေ့လည်စာစားပြီးဟိုတယ်ခဏပြန်ပြီးအဝတ်စားလေးပြီးတော့ချက်ချင်းပြန်ထွက်လာရပေါ့နော် Wow, so တနေ့ကုန်လဲထားတော့တပ်ပုံတော့တိတ်မရိုက်နိုင်တော့ဘူးပေါ့နော်ကျမဒါပေမဲ့လည်းဒီလိုတက်ပယ်တဲ့ဖျားစီတီတွေမြင်ရတော့တော်တော်လေးကိုစိတ်ချမ်းသာပါတယ် စနထစီကို lift စီတက်မှာပေါ့နော်ဒီ lift စီခါတော့တယောက်ကို3000ပါမိပြတ်ရင်တော့တယောက်9000ပေါ့နော် lift မစီးခြင်းပဲချီခြင်းတက်ခြင်းလို့လည်းရပါတယ် rooftop စီကိုတူတက်လီကနဲ့တစင်ပြန်တဲမှာပေါ့နော်လီကာက for one way use ပဲပေါ့နော်အောက်ကလူကတက်ရင်အပေါ်ကလူကဆင်းလို့မရပါဘူးမဟုတ်ရင်အကုန်ညှိကုန်မှာပေါ့နော်ဟုတ်ကဲ့ငါအဖွယ်ဒီကနေ Orient Paris Resort Hotel ကိုလည်းမြင်ရပါဘောနော်အဲ resort ကတော်တော်လေးကိုလာပါတယ်ဒါမဲ့လည်း booking ပြည့်သွားတော့လည်းတွားလို့မရဘူးပေါ့နော်နောက်နေ့မှပေါ့နော်အမြင့်အရင်ကြောက်တဲ့ကျမကတော့ဒီလို view ရမြင်ရဖို့တူတုံတုံနဲ့ကြီးလိုက်ရပါတယ်သူအမီ
Apa apa ini kena? Kana. Ni pun kena Lina. Wow. Hang ni. ဒီခေါမိုးထမ်းနေကြည့်ရတဲ့ feeling ကပါမကိုလဲလို့မရပါဘူးအရင်မလာပါဘူးကျမတို့ရောက်သွားတဲ့အချိန်ကတော့နေဝန်ခါနီအချိန်လေးပေါ့နော်ဒါပေမဲ့လည်းဆန်းဆက်တော့မမီလိုက်ပါဘူး ကောင်မျိုးလိုက်ပုံကအောင်မယ်အဲ့ကောင်ကောင်းအောင်ပါခုနကနေလို့ကြားတယ်ကောင်းတယ် ခုတော့ပကံရဲ့ညစီမှာစားစရာတွေကိုလိုက်ပတ်ကြည့်နေပါတယ် Không ăn này nhìn nghe không? Tạiว่าเขาก็ใหญ่ အစားအစာတွေကတော့စုံနေနေတာပဲပေါ့နော်ဒီကတော့အညာမြေရဲ့စားစရာတွေပုံများတာပေါ့ Phải နော် đây rồi. အကြီးတွေကစားချင်စရာတွေမို့ဖေးတီနဲ့တင်ပေါ်တီဝယ်လိုက်ပါတယ်ကျမတို့ညစာကိုဒီဝတ်တာချင်းဆက်ပစံယူဆောင် Hello အခုတော့ဟိုတယ်ရောက်ပြီပေါ့နော်ညစီတွားလာပြီးတော့အခုကတော့အခုနိုင်ရောက်ပြီပေါ့နော်အဲ့တော့ make up ဖြတ်ပြီးတော့အဲ့တော့ပေါ့နော်မနေ့ဖြန်တော့မန္တလေးသွားမှာပေါ့နော်အဲ့တော့မနေ့ဖြန်မှာ